Hello အားလုံးပဲမင်္ဂလာပါမနေ့ကဆိုရင်လည်းနောက်ထပ် by entry အနေနဲ့ကျွန်တော် SL ထပ်ပြီးတော့ဖြည့်သွားခဲ့တာပေါ့နော်အဲ့တော့ SL ကဒီဟာတော့ဘယ်လိုမျိုးပုံစံထပ်ပြီးတော့ဖြည့်သွားခဲ့တယ်လဲဆိုတော့ကျွန်တော် analysis အနေနဲ့ပြင်ပြီးတော့သုံးသပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဓိကဒီဟာကဆိုရင်လည်းကျွန်တော်ရဲ့ဒီ$1တရားကနေ$1000ရအောင်ထွက်မဲ့ live session ကောက်ခဲ့ပေးပေါ့နော်ဒီဟာကဆိုရင်လည်းကျွန်တော်$30အနေနဲ့ထပ်ပြီးတော့ဖြည့်သွားခဲ့တာအဲ့တော့ဘယ်လိုမျိုးပုံစံထိသွားခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ win entry တွေကတော့မှန်တယ်ဒါပေမဲ့လောဘကြီးပြီးတော့ကိုကတော့ဒီ TP2 လောက်ထိကိုစောက်ပြီးတော့နောက်ဆုံးကျတော့တပြားမှလည်းမရဘဲနဲ့ SN အနေနဲ့ထိသွားခဲ့တာပေါ့နော်နောက်ခုကျတော့ကျွန်တော်ဘက်ကလည်းစိတ်ရှည်စွာမစောင်းနိုင်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဆိုရင်လည်းမနေ့က live ဆိုရင်ကျွန်တော်ပြောပြခဲ့တာပဲပေါ့နော်ဒီမှာကျွန်တော်ဒီနားမှာအဓိကဘာလို့များဘိုင်နေနဲ့ဝယ်ခဲ့တယ်လဲဆိုတာကျတော့အကြောင်းရင်းကတော့ဒီမှာဒီနားမှာ OP တစ်ခုအနေနဲ့ OP အသေးပေါ့နော်ဒီမှာအဲ့တော့ဒီမှာကျတော့ rejection သူပြခဲ့တယ်ပြခဲ့ပြီးတော့ကျွန်တော်သိမ်းပြီးတော့ entry ဝင်ခဲ့တာပေါ့နော်ဒါပေမဲ့စိတ်ထင်မှာကျတော့ဒီထိတက်မှာပဲပေါ့နော်ဒါပေမဲ့နည်းနည်းလောက်ပဲပြင်တက်ပြီးတော့10 page လောက်ပဲဘယ်လောက်ထိတက်ခဲ့တယ်လဲဆိုတာကျတော့ဟုတ်တယ်9 page လောက်ပဲတက်ပြီးတော့နောက်ဆုံးကျတော့ကျွန်တော် SN နေရာကိုတိုင်းပြီးတော့ထိသွားခဲ့တာပေါ့နော်နောက်ခုကျတော့ကျွန်တော်ဒီဟာတွက်ကဆိုရင်လည်းဘယ်လိုပြောမလဲစိတ်ရှည်စွာမဆောင်းနိုင်ခဲ့တာပဲပေါ့နော်ပုံမှန်ဆိုရင်ဒီအောက်မှာဝင်လိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ DP3 နေရာရောက်ရှိမှာပဲပေါ့နော်အဲ့တော့မနေ့ကကျွန်တော်ရဲ့ဒီlive session ထဲမှာဆိုရင်လည်းကျွန်တော်ကတော့ lower time frame ဘယ်နေရာဝယ်ရမလဲဆိုတော့ကျွန်တော်စိုးနေနဲ့တေချာချာလေးတော့ဆွဲပစ်ခဲ့တယ်ဒီမှာကျွန်တော်ပြပေးမယ်ခဏလေးဒီမှာပေါ့နော်1 hour time frame မှာကျတော့ဒီမှာ SVG zone တစ်ခုအနေနဲ့ရှိနေခဲ့တယ်ဟုတ်လားဒါကိုကျွန်တော်တော့မစောက်ပဲနဲ့ဒီလားမဲဆိုရင်တော့ဒီနားတော့ကျွန်တော်တို့ဘက်ကစောက်ပေးလိုက်မယ်ဆိုရင်တော့ပိုကောင်းတော့ပေါ့အဲ့ဟာကိုကျွန်တော်ကတော့မစောက်ပဲနဲ့ဒီမှာ entry ဝင်လိုက်ခဲ့တာဝင်လိုက်ရဆိုတဲ့ကတော့မှန်တော့မှန်တယ်ဒါပေမဲ့အဓိကဒီနားကိုဘာလို့မဖောက်နိုင်တယ်လဲဆိုတာကျတော့9မိနစ်မှပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာ IFVG တစ်ခုရှိနေခဲ့အဲ့ဒါကိုကျွန်တော်ကတော့မသတိထားမိခဲ့တာဒီမှာ IFVG ရှိနေတာကိုကျွန်တော်တော့မသတိထားမိပဲနဲ့ PE လဲကျွန်တော်မခံခဲ့ဘူး SN ထိတဲ့ထိကျွန်တော်စောက်လိုက်ခဲ့တာနောက်ဆုံးကျတော့ SN အနေနဲ့ထိသွားခဲ့တာပဲအဲ့အဓိကကျွန်တော်ဒီ IFVG ကို respect အနေနဲ့ကျွန်တော်မလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီမှာဒီဟာကိုလုံးဝသူမဖောက်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီ zone မှာကျတော့ရောင်းတဲ့သူကရမ်းများတော့လေကျွန်တော်အဲ့ဒါကိုတော့မစောက်နိုင်ပဲနဲ့ဘယ်လိုပြောမပိတ်ပဲပေါ့နော်ဒီတိုင်းမှာလှုပ်ထားလိုက်ရနောက်ဆုံးကျတော့ SL ထိသွားခဲ့တာပဲနောက်ခုကျတော့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဘက်ကဘယ်လိုပြောမလဲဒီ5 minute မှာဆိုရင်လည်းဘာမှကိုဘယ်လိုပြောဝယ်တဲ့ရမရှိပါဘူး1 minute မှာပဲ order block တစ်ခုရှိနေတယ်ဒါပေမဲ့1 minute မှာဆိုရင်လည်းဒီမှာ order block သူ့ရဲ့ order block က gas နေမရှိနေခဲ့ဘူးအဲ့ဟာကိုကျွန်တော်ကတော့လုံးဝကိုမသတိထားမိပဲနဲ့ဒီမှာ5 minute မှာဆိုရင်ကျွန်တော်တို့ဘက်ကအစိမ်းနဲ့ဒါပေမဲ့သူ့မှာကျတော့ gas ကတော့မရှိနေခဲ့ဘူးဒီမှာဒါဆိုရင်တော့5 minute မှာကျတော့ order block လုံးဝကိုမရှိနေဘူးဒါပေမဲ့1 minute မှာကျတော့ရှိတယ်ဒါပေမဲ့အဲ့နေရာမှာကျတော့အသေးပဲရှိတယ်ဆိုတာကျတော့ buyer တွေကနဲတယ်ဒီအောက်မှာပဲ buyer ရမ်းများနေဒီမှာကျွန်တော်စွန်းထားနေရအဲ့ဟာကိုကျွန်တော်ဒီမှာနောက်ဆုံး rejection ပြခဲ့တယ်ပြီးတော့ cancel ဆိုရင် bully cancel နဲ့ဖြစ်ခဲ့တာပဲပေါ့နော်ဒီမှာအဲ့တော့ကျွန်တော်တို့ဘက်က entry တကယ်လို့ဝယ်မှန်ဆိုရင်တော့ဒီမှာဒါမျိုးပုံစံ4 page 5 page လောက်ပဲအဲ့တော့ဒီနောက်ထပ် cancel စနဲ့တိုင်းတော့ဝင်လို့ရဘာလို့လဲဆိုတော့ဒီမှာ bullish cancel လို့ပဲဖြစ်ရမှာပေါ့နော် PA နဲ့ပတ်သက်တာဆိုအဲ့တော့ကဲလို့ဒီမှာကျွန်တော်တက်မှတ်ထား TV3 ဆိုရင်လည်းရောက်ခဲ့တာပဲပေါ့နော်
အဲ့ဒါကိုကျွန်တော်ကတော့ဘယ်လိုပြောအောင်ပြောင်းပြန်ကြည့်ဖြစ်နေတာကွာကိုကတော့ဝယ်တဲ့ခါမှာဈေးကွက်ကတော့ asset ထိပြီးမှသာကိုယ့်ရဲ့ TV နေရာကိုရောက်ခဲ့တယ်ရောင်းတဲ့ဘက်ချမ်းမှာဆိုရင်အဲ့လိုပါပဲ asset ထိမှမှနောက်ဆုံးကျတော့ကိုယ့်ရဲ့ TV နေရာကိုတော့ရောက်ရှိခဲ့တာဒီဟာတော့ဆိုရင်ကျွန်တော်တော့ကတော့ဒီသင်ခန်းစာရတော့ပါလဲဆိုတာကျတော့ဈေးကွက်တစ်ခုမှာကိုကတော့စိတ်ရှည်စွာစောက်ပေးနိုင်ရမယ်ပေါ့နော်တကယ်လို့မစောက်နိုင်ဘူးဆိုရင်တော့ကိုယ့်ဘက်ကတော့ SR တွေကတော့ထိဖို့ရာခိုင်နှုန်းလည်းများတယ်ပေါ့နော်နောက်ခုကျစိတ်ကတော့အဲ့လိုမျိုးemotion နေနဲ့စပြီးတော့ဖြစ်လာပြီဆိုရင်အဲ့ဒါမှားတော်တော်ရမ်းတော့များတာပေါ့နော်မနေ့ကဆိုရင်လည်းကျွန်တော် emotion နဲ့ပြင်ပြီးတော့ဖြစ်လာခဲ့တာပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာတော်တော်လေးတော့စိတ်တူသွားခဲ့တာပဲပေါ့နော်ကိုကတော့ဒီမှာရောင်းလိုက်တာ SR ထိမှသာ SR ကိုထိပြီးမှသာဒီမှာ TV ပြန်ရောက်ခဲ့တာအဲ့တော့နောက်ဆုံးကျတော့ဘိုင်းလိုက်တာဆိုတာကျတော့ဘိုင်းနေရာမှာကျတော့စောတော့တာပေါ့နော်အဲ့တော့ဘိုင်းကတော့ SR ထိမှသာနောက်ဆုံးကိုယ့်ရဲ့ TV နေရာရောက်တော့ခဲ့ဒါပေမဲ့မနေ့ကဆိုကျွန်တော် SR တရားထိတာနဲ့တိုင်းပြီးတော့ market ပိတ်လိုက်တာပေါ့နော်ဆက်ပြီးတော့မဆော့တော့တာကဲလို့ဆက်ပြီးတော့ဆော့မယ်ဆိုရင်တော့ရှုံးဝင်ရခဲ့တော့အရင်တော့များတာပဲပေါ့နော်အဲ့တော့ဒီဟာတော့ကတော့ခုနကတော့ကျွန်တော်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဘက်ကဈေးကွက်တစ်ခုကိုကတော့ဒီဆုံးကိုပေါ့နော်ဒီချက်ထက်ကိုတေးချာချာဆွဲခဲ့ပြီးဆိုရင်တော့ကိုဝယ်တဲ့နေရာပေါ့တော့ကိုဝယ်တဲ့နေရာမှာတွေ့လာပြီးဆိုရင်စိတ်ရှည်စွာစောက်ပေါ့နော်တကယ်လို့စိတ်ရှည်စွာမစောက်နိုင်ဘူးဆိုရင်ကျွန်တော်လိုမျိုးပုံစံ SR တွေကထိလာနိုင်တယ်ပေါ့နော်ရှုံးလာနိုင်တယ်အဲ့တော့မနေ့ကဆိုရင်တော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီဒေါ်လာ100ကနေဒေါ်လာ1000ရအောင် trade မဲ့ကောက်ဆိုရင်တော့အားလုံးအခုဆိုရင်တော့ဒေါ်လာကတော့39ဒေါ်လာလောက်ပဲကျန်တော့တာမနေ့ကဆိုရင်တော့တော်တော်လေးထိသွားခဲ့တာပေါ့နော်ဒီဒေါ်လာ90လောက်ထိသွားခဲ့တာဒါပေမဲ့ဘာမှမဖြစ်ဘူးပေါ့နော်ဒီဟာတော့ကဆိုရင်တော့ကျွန်တော်တော့ကတော့ဘယ်လိုပြောမယ်ဆိုတော့ဒေါ်လာတွေကအများကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းပဲရှုံးသွားခဲ့တာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီလိုမျိုးကြီးမားတဲ့သင်ခန်းစာတစ်ခုအနေနဲ့ရရှိသွားခဲ့တာပဲပေါ့နော်โอเคဒီဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျမှတခြားတော့ကျွန်တော် trade နေတဲ့ပုံစံတွေကလည်းကျွန်တော် SF ထိတဲ့ခါကျရင်လည်းဒီလိုမျိုး analysis နဲ့ကျွန်တော်ပြင်ပြီးတော့လုပ်ပေးမယ် TV ရတဲ့ခါကျရင်လည်းခုလိုမျိုးပုံစံတိုင်းပဲကျွန်တော် analysis နဲ့ပြင်ပြီးတော့လုပ်ပေးမယ်ပေါ့နော်โอเคနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဘက်ကပြင်ပြီးတော့တွေ့ကြပါမယ်